ဟန်နီမွန်ထွက်ဖို့အတုပ်ဆောင်ရောင်းကငွေရှာနေရတဲ့ဆိုဗီယက်တစ်စင်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် Igris Diary ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဆိုဗီယက်တစ်စင်ကတော့ဟင်းဝရနဲ့မင်္ဂလာဆောင်အပြီးမှာဟန်နီမွန်ထွက်ဖို့အတုပ်ဆောင်ရောင်းကပတ်စံရှာနေရတဲ့ဗီဒီယိုဖိုင်ထွက်ပေါ်လာပါတယ်ပုံမှန်အဖြစ်ဆိုရင်တော့မင်္ဂလာဆောင်ပြီးကစားဇနီးမောင်နဲ့အသစ်ဆက်တွေကပြားရည်စံခရီးနေနဲ့ဟန်နီမွန်ထွက်ကြတာထုံးစံတစ်ခုလိုဖြစ်နေပါပြီအထူးသဖြင့်အနုပညာရှင်တွေဆိုရင်ပြည်ပနိုင်ငံလှလှလေးတွေမှာရိုမန်တစ်ဆန်တဲ့ပုံရိပ်တွေကိုချပြလေးရှိကြပါတယ်ဒါပေမဲ့ငယ်စဉ်ဆုံးတဲ့လူစစ်စနိုးခေါ်ကြတဲ့ဟင်းဝရနဲ့ဆိုဗီယက်တစ်စင်တို့ကတော့မင်္ဂလာဆောင်ပြီးရပိုင်းကြာမှာဘယ်ခရီးစဉ်မှမထွက်နိုင်သေးဘဲနဲ့ရန်ကုန်နဲ့နယ်မြို့တွေကရွှေဆိုင်ဖွင့်ပွဲတွေပရိုမိုရှင်ပွဲတွေရှိုးပွဲတွေကိုမနာမနေတက်ရောက်ပြီးတော့ငွေရှာနေကြတာကိုတွေ့ရပါတယ်ဒီအချက်ကပဲပရိသတ်တွေကြားမှာမေးခွန်းထုတ်စရာဖြစ်လာပါတယ်ဒီမင်္ဂလာပွဲကို6ပွဲတိတိကြီးကျယ်ခမ်းနားစွာနဲ့လှုပ်လိုက်ရတာကြောင့်လက်ထဲမှာငွေပြတ်သွားပြီးတော့ဟန်နီမွန်မသွားနိုင်တော့တာလားကုန်ကျစရိတ်တွေကိုကာမိအောင်ချက်ချင်းပြန်ရှာနေရတာလားဆိုပြီးအမျိုးမျိုးထင်ကြီးပြီးပြောဆိုနေကြပါတယ်ဒီလိုကောလာဟလတွေထွက်နေတဲ့အချိန်မှာပဲမီးလောင်ရာလေးပင့်ဆိုသလိုဗီဒီယိုဖိုင်လေးတစ်ခုကအင်တာနက်ပေါ်မှာပြန့်နှံ့လာပါတယ်အဲ့ဒီဗီဒီယိုဖိုင်ထဲမှာဆိုဗီယက်တစ်စင်ကရှူတင်တစ်ခုမှာတူဘူးတော့အတုပ်စုံတွေကိုကိုယ်တိုင်စီမံပြီးတော့တပွဲကို9000မှာဆိုပြီးလိုက်လံရောင်းချနေတဲ့ပုံစံမျိုးတွေ့ရပါတယ်ဒီဗီဒီယိုကိုမြင်ပြီးတော့တချို့ကတော့ဟာဆိုဗီယက်တစ်စင်တော့အိမ်အောင်ရှင်မဖြစ်လာတော့မှအပိုဝင်ငွေရအောင်ရှူတင်မှာတောင်ဈေးရောက်နေရပြီးရောက်ခမတွေကကက်ဆေးနေပုံရတယ်ဒါကြောင့်ချွေးမဖြစ်သူကမနာတမ်းငွေရှာနေရတာဆိုပြီးတော့ဝေဖန်ပြီးတော့လူပြောများသွားခဲ့ရဖြစ်ပါတယ်တကယ်တော့အင်တာနက်ပေါ်မှာပြန့်နှံ့နေတဲ့သတင်းတွေနဲ့အမှန်တရားကတခြားစီပါပဲဆိုဗီယက်တစ်စင်ဟာတောင်ငူသူပြီးအစားအသောက်ကောင်းကောင်းလုပ်တတ်သူလက်ရကောင်းသူတယောက်ပါသူမရဲ့လက်ရကိုဟင်းဝင်ရတို့မိသားစုတင်မကပဲအနုပညာလောကသားတွေကပါအင်မတန်ကြိုက်နေတတ်ကြပါတယ်အခုဒီဗီဒီယိုဖိုင်တွေကမြင်ကွင်းကတော့ဈေးရောက်နေတာမဟုတ်ပါဘူးဆိုဗီယက်တစ်စင်ကသူမရဲ့စေတနာနဲ့အိမ်ကနေအတုပ်ဆောင်ဘန်းကြီးတွေပြင်ဆင်လာပြီးတော့ရှူတင်ကမီးထိုးမှန်တို့ကင်မရာမန်ဆက်အဖွဲသားတွေကအစတစ်ဖွဲလုံးကိုဧည့်ခံကျွေးမွေးနေရဖြစ်ပါတယ်တပွဲ9000ဆိုတာကယင်းဤသူချင်းစနောက်ပြီးတော့ပြောဆိုနေခြင်းသာဖြစ်ပါတယ်ဘေးနာကအစားနေတဲ့သူတွေကလည်းစိုးပြည့်လက်ရဆိုရင်ရှယ်ပဲဆိုပြီးတော့မြင်ရင်ရှက်ရည်အားရပါရအစားတောက်နေကြတာကိုကြည်နူးစရာမြင်တွေ့ရမှာပါဒါအပြင်ငွေလိုလိုရောက်ခမတွေကကက်စီနေလို့ဆိုတဲ့ဆွဆွဲချက်တွေကလည်းလုံးဝမဖြစ်နိုင်ပါဘူးဟိမ့်ဝင်ရတို့မိသားစုကဆောက်လုပ်ရင်းနဲ့ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းတွေပိုင်ဆိုင်ထားတဲ့ဒိတ်တိကျဲတတိမိသားစုဖြစ်တယ်လို့ပညာတတ်အတိုင်းဝိုင်းလည်းဖြစ်ပါတယ်မင်္ဂလာ6ပွဲစလုံးရဲ့ကုန်ကြစိတ်တွေကိုတရိုးသားဘက်ကပဲအကုန်ကြခံစိတ်ထုတ်ပေးခဲ့တယ်လို့လက်ထပ်ပြီးရင်လည်းနေထိုင်ဖို့အတွက်သိမ်းပေါင်းတောင်းချီတန်းနဲ့တိုက်နဲ့ကားတွေကိုပါသားနဲ့ချွေးမအတွက်ရရရောလက်ဖွဲ့ထားပြီးသားဖြစ်ပါတယ်။ဒါကြောင့်ငွေလိုအတုပ်ဆောင်ရောင်းနေရတယ်ဆိုတာကကောလာဟလတစ်ခုသာဖြစ်ပြီးတော့ဆိုဗီယက်တစ်စင်ကချမ်းသာတဲ့အိမ်ကိုရောက်သွားပေမဲ့မာနာမကြီးပဲလှုပ်ဖော်ကင်ဘက်တွေကိုကိုယ်တိုင်ကိုကြချက်ပြုတ်ကျွေးမွေးတတ်တဲ့သူမရဲ့ဖြူစင်တဲ့စိတ်ထားလေးကိုဒီဗီဒီယိုကသက်သေပြနေရပါသူတို့ဆောင်တဲ့အလုပ်တွေစူးစမ်းနေရကငွေလိုဆိုတာထက်ကိုပိုင်ဘဝကိုချမ်းသာကြွယ်ဝစွာတည်ဆောက်လိုတဲ့ဇနီးမောင်နှံရဲ့စူးစမ်းမှုပါဟေးဝင်းရဲ့နဲ့ဆိုဗီယက်တစ်စင်ဟာတိတ်မကြခင်တဆွေတစ်မျိုးလုံးကိုခေါ်ကဟန်နီမွန်တောင်းမယ်လို့လည်းသိရပါတယ်ပရိသတ်ကြီးရောဆိုဗီယက်တစ်စင်ရဲ့စေတနာနဲ့လုပ်ရည်ကိုင်းရင်ရှိပုံလေးကိုသဘောကျလောက်မိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်